အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Football Tips Area Page ကနေတပတ်ပြန်လည်ကြိုဆိုလိုက်ပါတယ်မနေ့ကရွေးချယ်ပေးခဲ့တဲ့ PSG နဲ့ကိုပေါ်ရွေးချယ်မှုကတော့နှစ်ကွာလုံးအဆင်ပြေသွားခဲ့ပါတယ်ဒီနေ့လည်းမနေ့ကလိုအဆင်ပြေဖို့အတွက်ကျွန်တော်ပါလီပွဲစဉ်နှစ်ပွဲကိုကျွန်တော်ရဲ့သုံးသပ်မှုနဲ့အတူရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Man U နဲ့ Biba ကိုပွဲစဉ်ပေါ်ကျွန်တော်အတွေ့အမြင်ကိုချပြပေးသွားမှာဖြစ်ပါတယ်လက်ရှိညနေ6နာရီအာရှစီကွာရမန်ယူကအင်ဝင်းကနေ level 80ရှုံးပေးထားပြီးတော့ကိုပေါင်းကတော့2ဂိုးသွင်းရင်90ရှုံးဖွင့်လှစ်ပေးထားပါတယ်ပထမကြောရလက်အရလဲမန်ယူကအဝေးခွင်းကနေ 0-3 နဲ့အနိုင်ရခဲ့တာမို့လို့နောက်တစ်ဆင့်တက်ပြီလို့ပြောရလောက်တဲ့အထိကို percentage တခုသေးကြနေပြီဖြစ်ပါတယ်တစ်ဖက်ဘီဘာကိုအနေနဲ့ကလည်းဒီပွဲမှာအဝေးခွင်းလာကစားရမယ်ဆိုပေမဲ့ဖောင်ဖြတ်တိုက်ပွဲဝင်ရမယ်အခြေအနေပါဒီအခြေအနေမှာဘီဘာရဲ့အဓိကတိုက်စစ်မှုတွေဖြစ်တဲ့ဝီလီယံညီနောင်မပါတာကဘီဘာကိုတီးတသားအားနဲ့သွားစေတဲ့အချက်လို့ပြောရမှာဖြစ်ပါတယ်မန်ယူအနေနဲ့ကလည်းဒီပွဲမှာအနိုင်ရဖို့ဆိုတာထက်ကိုမပေးရဖို့မရှုံးဖို့ပို့လိုအပ်ပါတယ်ဒီဟာဒီမန်ယူပွဲစဉ်တွေကိုကြီးတဲ့သူတွေဆိုပိုတတိထားမိမယ်ထင်ပါတယ်မန်ယူဟာသူရှုံးလို့မဖြစ်တဲ့ပွဲမျိုးမှာခံစစ်ကိုတေချအာယုံဆိုင်ပြီးကစားတတ်တဲ့အသင်းမျိုးလည်းဖြစ်ပါတယ်ဘော်ဒီဈေးရလဲ level 80ရှုံးဆိုတဲ့ကြီးကပြော့တယ်လို့ဆိုရမှာပါနိုင်ကြီးရှိမယ်ဆိုရင်မန်ယူလိုအသင်းအနေထားမျိုးနဲ့ကတကိုး80အနိုင်လောက်ထိအနည်းဆုံးပေးလို့ရတယ်လို့ကိုပေါင်းကြီးကိုလဲကိုပေါ်နိုင်မယ်ဆိုရင်350လောက်ထိ350အပေါင်းလောက်ထိဆွဲတင်လို့ရတဲ့အခြေအနေမျိုးပါ။ဘာဖြစ်လို့လဲဆိုရင်တစ်ဖက်အဝေးကွင်းပြီးပါအသင်းအနေနဲ့ဖောင်ဖြတ်တိုက်ရမယ့်အနေအထားမျိုးမှာသွင်းကိုရာကိုရှိလာနိုင်တဲ့အခြေအနေမျိုးဖြစ်လို့350အနိုင်လောက်ထိဆွဲတင်လို့ရတဲ့အနေအထားမျိုးပါ။ဒါကြောင့်မို့ဒီပွဲမှာမန်ယူဘက်ကလည်းကိုမပေးရအောင်အမားနည်းနည်းနဲ့ထိန်းဆော့မယ်ဆိုတဲ့အချက်ရဲ့ပြီးပါကိုတိုက်စစ်အသက်မဲ့နေတဲ့အနေအထားရကျွန်တော်ကတော့ဒီပွဲစဉ်မှာကိုပေါင်းအောက်ကိုပဲရွေးချယ်ပေးခြင်းပါတယ်။ဒုတိယပွဲစဉ်အနေနဲ့ဘိုဒိုကလင်းနဲ့စပါပွဲစဉ်ကိုတုတ်တက်ပေးသွားမှာဖြစ်ပါတယ်။လက်ရှိဘော်ဒီဈေးကတော့ဒဲဈေးဖြစ်ပြီးတော့ကိုပေါင်းကတော့3လုံးတရေ3လုံး30ရှုံးအဲ့လောက်ဝင်းချင်းမှာသွားနေပါတယ်။ဒီနေ့ရိုပါလီပွဲစဉ်တွေမှာမန်ယူအသင်းနဲ့စပါအသင်းတို့အတွက်ဘိုလိုပွဲတက်ရေးကအသင်းအနေထားအရအရန်ကိုအရေးပါတဲ့အချက်ဖြစ်နေပါတယ်။ဒီနှစ်သင်းလုံးကလည်းလီပွဲစဉ်တွေမှာအဆင့်အနေထားအရကောရလက်အရပါဘလို့မှလက်ခံခြင်းစရာမကောင်းတဲ့အနေထားမှာရှိနေပြီးတော့ရူရိုပါလိတာသူတို့အတွက်အရေးပါတဲ့အချက်ဖြစ်နေပါတယ်။လက်ရှိစပါရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဆွန်ဟောင်မင်တို့မက်ဒီဆန်တို့ဒဏ်ရာရနေတာဟာအသင်းကိုအားနည်းစေပါတယ်။တိုက်စစ်ကရီချာလီဆန်တို့တက်စ်တို့ဟာအားကိုးရလောက်တဲ့ခြေစွမ်းပုံမှန်မရှိတာလည်းစပါကိုအခက်အခဲဖြစ်စေပါတယ်။ဒါပေမဲ့ဒီဟာဒီမှာမန်ယူနဲ့စပါတူညီတဲ့အချက်နောက်တစ်ချက်ရှိပါတယ်။မန်ယူနဲ့စပါနှစ်သင်းလုံးကရှုံးလို့မဖြစ်တဲ့ပွဲစဉ်မှာခံစစ်ကိုသူတို့လို့မထင်ရလောက်အောင်ကောင်းမွန်အောင်ကစားနိုင်တာပါပဲစပါဟာတိုက်စစ်အားပြုအသင်းဆိုပေမဲ့အရေးကြီးပွဲစဉ်မှာခံစစ်ကိုတေချာဆော့တတ်ပါတယ်လက်ရှိတိုက်စစ်အားနည်းနေလို့ခံစစ်ကိုအားပြုကစားနိုင်တယ်လို့ကျွန်တော်တွေးမြင်မိပါတယ်တစ်ဖက်ဘိုဒိုကလင်းကလည်းဘလို့မှကို short တွက်လို့မရတဲ့အနေထားပါသူတို့နော်ဝေးကိုရောက်ပြီဆိုရင်တိုက်စစ်အားပြုပြီးတော့ကစားတတ်တယ်လို့လာဇီယို FC20 ပေါ်တိုတို့လိုအသင်းတွေကိုအနိုင်ရအောင်ကစားထားတာကအရန်အထင်ကြီးစရာကောင်းပါတယ်သူတို့အနေနဲ့ကိုရဖို့လဲလိုအပ်နေတာဖြစ်တဲ့အတွက်လက်ရှိမှာအနိုင်ရဖို့လဲလိုအပ်နေတဲ့အနေအထားမျိုးမှာဘော်ဒီဈေးတဲကြီးဖွင့်ပေးထားတာကသူတို့အနိုင်ရဖို့လုံလောက်မှုမရှိတဲ့ခြေတန်းတစ်ခုလို့ကျွန်တော်မြင်မိပါတယ်ဒီအချိန်မှာတိုက်စစ်အားတန်တဲ့ဘိုးတို့အနေနဲ့ကွင်းလယ်နဲ့ခံစစ်ကိုအားပြုကစားမယ်စပါးအသင်းကိုတွင်းကိုတွေအများကြီးရနိုင်မယ်လို့တော့ကျွန်တော်မထင်မိဘူးခင်ဗျပြီးတော့ဘိုးတို့အနေနဲ့လည်းတိုက်စစ်ကိုပဲအာရုံစိုက်နေလို့တော့မရဘူးခံစစ်ကလည်းတွင်းပေးကိုတွေကိုစောစောမပေးရဖို့အရန်ရေးကြည့်ပါတယ်အဲ့ဒါကြောင့်မို့ဘိုးတို့အနေနဲ့အခြေအနေနဲ့အချိန်ခါကိုချောင်းစောမဲ့အနေအထားမျိုးရဲ့အဝေးကွင်းမှာစပါအသင်းကကွင်းလယ်နဲ့ခံစစ်ကိုအာယုံပိုဆိုင်မဲ့အနေအထားမျိုးမို့လို့ကိုပေါင်းက2သင်းပေါင်းတွင်ကို3ကိုမကျော်ဘူးလို့ခံစားရလို့ကျွန်တော်ဒီပွဲကိုပေါင်းအောက်ကိုပို့ကြိုက်ပါတယ်ဒီနေ့ရူပါလီနှစ်ပွဲစလုံးမှာတော့ကျွန်တော်ကိုပေါင်းအောက်ကိုပဲရွေးချယ်ပေးလိုက်ပါတယ်ကျွန်တော်ရဲ့ရွေးချယ်မှုကိုအကြိုက်တူတူလိုက်စောနိုင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အတွေးမြင်တစ်ခုခုရမယ်ဆိုရင် channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တူတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးပဲ good luck ပါ